ကျုပ်အစိမ်းနှလုံးကိုပြားရည်နဲ့ဆမ်းမရည်နဲ့ခောက်ပြီးတော့တောင်းမယ်ခေါင်းမူတော့ဒီအဲ့လိုမရတာဒီခေါင်းမူတော့ဒီတော့ခေါင်းမကြည့်ဘဲနဲ့စတာတွေတော့အရင်ကောင်းတယ်ပြီးတော့ခွန်အားလည်းပြီးတာပေါ့နော်ဒီပုဂ္ဂိုလ်အားနည်းသလိုခံစားရတာခွန်အားမရှိသလိုခံစားရတာဆိုလို့ရှိရင်ဒီလိုမျိုးလေးလှုပ်တော့လို့ရှိရင်အရင်ကောင်းတယ်စိတ်ကြည်လာတယ်ခေါင်းလေးကြည်လာတယ်